နောင်တစ်ချိန်မှာနောင်တမရရစေအောင်လို့အတူရှိတော့မှတန်ဖိုးထားရတယ်အတူရှိတော့မှပျော်အောင်နေရတယ်ဘာမှမဟုတ်တော့တဲ့ကိစ္စလေးတွေနဲ့ပြဿနာမဖြစ်စေအောင်တချို့ရှိတယ်။အော်သူကိုချစ်တာပဲသူကိုအပေါ်မှာတန်ရောစင်ရှိတာပဲဆိုပြီးတော့အခွင့်အရေးယူတတ်တယ်။ဒီလိုအခွင့်အရေးယူခံရတဲ့တခြားတစ်ယောက်ကလည်းဒီလိုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်ပျော်တယ်လို့ဆိုတာလည်းမရှိပါဘူး။စိတ်ညစ်သွားတတ်တယ်။ဒါကြောင့်တစ်ဖက်သားကိုစိတ်ဆင်းရဲစေမှုဖြစ်မသွားစေအောင်ကိုယ့်ရဲ့နေပုံထိုင်ပုံပြောပုံတွေကိုသတိထားတယ်ကိုမစင်မချင်းပြုတ်မှုမေးလိုက်မှုကြောင့်ကိုအတွက်ကကိုကြည့်ပြီးတော့ပြောလိုက်မှုကြောင့်ပြုတ်မှုမေးလိုက်မှုကြောင့်နောက်တစ်ချိန်မှာနောင်တရရတတ်တယ်တစ်ဖက်သူကိုနာကျင်သွားစေတယ်နာကျင်သွားစေပြီဆိုတာနဲ့တပြိုင်နက်ကိုသည်လက်မောင်းတစ်ဖက်ပြုတ်သွားသလိုပဲလူကောင်းတစ်ယောက်ကိုဆုံးရှုံးရတတ်တယ်တော့လူတိုင်းမှာစိတ်ခံစားချက်ရှိတာမှန်ပေမဲ့စိတ်ခံစားချက်ရှိတိုင်းပြောတင်မှပြောရတယ်တောင်းတင်မှတောင်းရတယ်ခိုင်းတင်မှခိုင်းရတယ်ကိုမလုပ်နိုင်တဲ့အရာမျိုးတွေကိုမခိုင်းတင်ဘူးကိုမပေးနိုင်တဲ့အရာမျိုးတွေမတောင်းတင်ဘူးကိုတီးမခံနိုင်တဲ့အရာမျိုးတွေကိုလည်းသူတစ်ပါးအပေါ်မှာမလုပ်တင်ဒီလိုပြုလိုက်မိတဲ့အတွက်ကြောင့်မိတ်ဆွေဆုံးရှုံးခြင်းချစ်ချင်းတရားတွေကိုဆုံးရှုံးခြင်းအပျော်တွေပျောက်ဆုံးခြင်းဝမ်းနည်းမှုတွေသာရောက်လာခြင်းစတဲ့အရာတွေကိုပဲကြုံကြရတတ်တယ်ဘဝတူတူလေးပါအဲ့ဒီတူတူလေးကိုဒီလိုနောင်တရစရာတွေနဲ့မကျင်လဲပါစေနဲ့အဓိကကတော့ကိုနောက်တစ်ခါနောင်တမရစေတဲ့နေနည်းလေးတွေနဲ့နေတာကောင်းတယ်လို့ပြောချင်တာနောက်တစ်ချိန်ကျမှကိုချစ်တဲ့သူကကိုအပြုအမူကြောင့်ပဲကို့ဘုံမှာမုံတီးသွားတာမျိုးဖြစ်တဲ့ဆိုရင်ဘယ်စေကောင်းနိုင်ပါမလဲ။ကိုရလိုက်တဲ့အခွင့်အရေးကလည်းကိုနမောနမဲ့နေလိုက်ပြီလို့မရလိုက်ဘူးဆိုရင်ပြန်တွေးတိုင်းဘယ်စေကောင်းနိုင်ပါမလဲ။အဲ့တော့အမြဲတတိရှိပါ။ပြီးတော့အနာကရှိနေတဲ့အရာဝတ္ထုနဲ့လူပုဂ္ဂိုလ်တွေကိုတန်ဖိုးထားပါ။မေတ္တာပေးတဲ့အချိန်မှာပေးပါ။ကြိုးစားတဲ့အချိန်တွေမှာကြိုးစားပါ။လောက်ကင်တဲ့အချိန်တွေမှာလောက်ကင်ပါနောင်တနေပါလိမ့်မယ်လို့ပြောချင်တယ်